哦，可能长哪吒，也把这，你妈长啥？你妈心眼木的，那？可能又叫长哪吒。我比可能那么标，可能那边个阿三的娘娘嘛。宝宝比，说了阿三的呢，绿熊娘娘那啥家了？没嘛娘了，你把玩钞票的。这老可能就那明天事情弄了的那边了。这干不了嘞。这个林的，哦，可能林里边洗的好。好的，哎呀，都叫长了阿了。我比都不嘛嘞，长嘛都不溜嘞，长的嘛都不溜嘞。长了阿达的，阿达的娘娘就长了阿的。哎，长这都过来。好比长这么溜，长这么都过来，长这么溜啊，知道没？新的老奶奶保密嘛，真的喏。怎么着？新的长这都过来，今朝打我阿三的娘娘长了阿的，真的。长这么溜啊，今朝。怎么三些人啊？弟弟，什么？年老米来家的不老些没说这样的。你老话什么？等我晒过了嘛，长了不咱们辛苦。哎，对，长了就是俺没得难务。哎，对，什么长嘛？长了打我长了阿妹，比长了得妹啊。娘家人长了打我长了变得妹。哎，都就是俺家的这么公道，哎啦别。俺们来找毕业以后，谁不活成啥了？完了，长了妈的家家，长了妹嘛拉得妹啊。对吧？俺们叫相信，谁的叫拉得，谁怎么娘了嘛不？什么你哪几样的？哎，老多娘老没老听嘛的，哎呀，咱们老听嘛的。这两天呀，咱们这边有讲习吧？嘛不？这老讲了这边没，这老年家讲可了啥的没？我这个里讲了没得那把老的了。对啊，哎，谁话一对不算瞎的。你那个哎，谁话不算啥的？好的，把你老中。对啊，晒干你啊吧的。我木的这个木匠的老人。这老没木哦，什么讲话拉的没？这老木的到拉来这个没木，这老拉来这木呗，这老没嘛拉来现在没木。什么讲话？这老讲了好叫不想叫就让。咱们什么讲话和不要了也来。到。哎，也得那样。我来找，木匠讲嘛也得样，怎么拿盘嘛不？哎，些保姆的没保险嘛？你们可能要好了啊！哎呀，米呀，爸爸。哎，怎么可能有讲起来？你妈，谁可来让俺怎么来看没？现在这了没有？是没嘛这了没有？怎么把我们听了的？什么讲了我掉皮嘛没？这老啥哦，这老漂亮。哎，那木的嘛不老啥的没？哎，俺口上口下的嘛谁知道？我想问，多了表呢啊？多了表呢啊？平安人家盖到干嘛呀？底下讲，底下人来嘛？我老话嘞，木，哎呦，小姑啊，刘兄长娘有，你那木也有，这个道理。ရှိတယ်မလဲအကောင်လုံးရှိတယ်အားလုံးရှိတယ်အားလုံးရှိတယ်အားလုံးစားပြီးပြီရှာမဒီတန်လေးကြားဘူးတယ်မနစ်ကဖောက်တယ်ပဲလားမသိဘူးရှာမလည်းသမီးတို့တော့မမှတ်မိဘူးလားလို့ကျမအတန်ကကျမကျောင်းသားတွေကများတော့လေကျောင်းသားတွေများကျမမတော့မမိနေလို့ပဲရှာမလည်းအရန်မေးတော့တာပဲသမီးရဲ့မမေကစကော်လေးထဲမှာစိန်တိုက်ကြီးဖွင့်ထားတာဟာမမီရီအဲ့ဒါလေသမီးမမေကလေသူမအားလို့တဲ့သမီးကိုကိုယ့်ဘာသာကိုကြောင်းအပ်ဖို့လွတ်လိုက်တာအမလေးသမီးရဲ့ကိုယ့်ကိုယ်တော့လာကြမလို့ပါဘူးအဲ့ကနေခုနဖုန်းနဲ့လမ်းဆက်တော့ဆမ်မ register နဲ့တွန်းကြလိုက်မှာပေါ့သမီးမေပြောလိုက်ဟိုတနေ့ကဘွန်းနေမှာဆမ်မမွန်းနဲ့ပို့လိုက်တဲ့စိန်တလုံးနဲ့စိန်အကြီးပို့လိုက်တာဆီယမတော့မွေးနေ့လက်ဆောင်ဆီယမရလာရင်ရတာပေါ့ဆမ်မလေးအဲ့စိန်ကိုကုတ်ပြီးတော့ဝတ်ထားတယ်ဟဲ့ဟမ်ကျော
ရာမပြီးတော့လေသမီးမေကလေဆရာမအတွက်လေဟိုမော်လမြိုင်ကနေပြန်လာတော့လေဒူးရင်ဒီပို့လိုက်တာရောရလာရင် မလို့တော့ဒူးင်းကြီးဆရာမရမ်းကြိုက်တာငွေနေရပဲလေအခုတော့မနော်ပြင်းလို့ချပလိုက်တာ ဆရာမအဲ့တော့ဟိုအင်းပြန်ပါတော့ဘလို့ပါလဲ နေဆရာမတို့ကထုံးနေပြီဦးလန်းကြောင့်စားလာတယ်တော့ထုံးနေပြီ ပြီးတော့လေသမီးဖေဖေကလေဟိုသလိုကလေနိုင်ငံခြားနေပြီးတော့လေပို့လိုက်တယ်လေဟိုပါတိတ်လေအဲ့ဒါရောရလာရင် ရတော့ပါတိတ်ရမ်းကောင်းတာပဲတိရကန်ရေးဆရာမရှိလို့လေတိရဟိုပြက်လိုက်ရထိုင်လာတယ်အခုလာမပူတဲ့ဆရာမကရစစားတက်လာလိုက်မနော်ဘာတယ်ပဲနော်မရှင်းတက်တာမရှိ ဆရာမဒါမဲ့သမီးကလေဟိုဘလို့ပြောမဲ့ဆိုလေခွင့်လေးတခုတော့တောင်းနေတယ်ဆရာမရဲ့ ဆရာမနဲ့သမီးကဒါတော့ရှင်းနေတာတကူလည်းမဟုတ်လင်းကချောက်ပြော ဟိုဒီနေ့မှသမီးကစပြီးတော့လေအကြောင်းအပ်တယ်ဆိုပေမဲ့လေအဲ့ဒါဒီနေ့အဲ့အချင်းမှာပဲသမီးစင်ကာပူကို shopping သွားကြလို့ခွင့်တစ်ပတ်လောက်လိုချင်တယ် စင်ကာပူđiသွားမှာ စင်ကာပူကို shopping သွားမှာ ဟောသမီးရေစင်ကာပူသွားမှာတပတ်နဲ့ရမလား ဟာမရဘူးလားဆရာမ 3လလောက်ယူလိုက်ဆရာမလေသမီးရဲ့စောင်းတွေထဲမှာစာတွေလိုက်ကူးထားမယ် မလေးကျိုးလည်းတော့ဆရာမရဲ့အဲ့ဒါကြောင့်မို့လေသမီးကဆရာမကိုချစ် ဆရာမမေမေကပြောလိုက်တော့တပွင့် ကျေးဇူးဆရာမအဲ့ဒါသမီးပို့လိုက်မယ်နော်ဆရာမအဲ့ဒါသမီးကိုခွင့်ပြုအချိန်နဲ့နောက်ကျနေသမီး ရရဆရာ နောက်ကျမှာဆို ခွင့်သက်သက် အဲ့ဒါတတာ ကျောင်းနေပြောမှစာတော်မှာတခါလေသူကဆရာမကိုတင်ပေးတာခုနရသမားနဲ့များကွာပါမင်္ဂလာနဲ့အမင်္ဂလာဆိုတော့ကွာချားအာ ဟောကျွန်တော်